အကောင်းဆုံးအချိန်ဘဝရဲ့အကောင်းဆုံးအတွေ့အကြုံတွေဖြစ်လို့ဒီစကားလုံးလေးကိုပြန်သုံးပြီးတော့ Smart Scholarship ရှောက်တာပဲဖြစ်ဖြစ်သို့မဟုတ်ကိုယ့်ရဲ့ essay letter မှာပြန်ရေးတာပဲဖြစ်ဖြစ်အများကြီးသုံးဝင်မယ်နော်ကဲ Smart ဒီနေ့ life experience လို့ခေါ်တဲ့ဘဝရဲ့အတွေ့အကြုံတွေပေါ့နော်အဲ့တော့ Smart ဘဝဆိုတာအရှိကြီးပဲဖြတ်တန်းရတာ哦အဲ့တော့ဖြတ်တန်းရတဲ့ဘဝမှာအတွေ့အကြုံတွေကိုတို့တွေအင်္ဂလိပ်လိုလေးဘယ်လိုရေးမလဲဘယ်လိုစဉ်းစားမလဲနော်အဲ့တော့ဘဝဖြတ်တန်းတဲ့အတွေ့အကြုံတွေကိုကျွန်မစကားလုံး၄လုံးနဲ့ဖော်ပြထားတယ်နံပါတ်1လေးဘာဖြစ်မလဲဘဝရဲ့အကောင်းဆုံးနေဘဝဆိုတာအရှိကြီးပဲမလားတနေ့ဖြတ်တန်းရတယ်လေဟုတ်တယ်မလားတရက်မှာဘယ်နှစ်နာရီရှိလဲ24နာရီတစ်နှစ်မှာရောဘယ်နှလရှိလဲ12လရှိတယ်အဲ့တော့တို့တွေအရှိကြီးပဲဖြတ်တန်းရတင်းကြီးလာတာဒါပေမဲ့အဲ့ဒီအခြေအနေထဲမှာပါလဲဘဝရဲ့အကောင်းဆုံးနေ့ဆိုတာလေးရှိခဲ့တယ်အင်္ဂလိပ်လိုဘယ်လိုစဉ်းစားမလဲ the best ဒါပဲပေါ့ the best day of my life ငါဘဝရဲ့အကောင်းဆုံးဒါဆိုရင်အချိုးအကွေတယ်ဘာလဲအချိုးအကွေဆိုတာထချိုးလိုက်တာလား no ဘဝကြီးကိုချိုးလို့ရလားမရဘူးပြောင်းလဲသွားတာကိုပြောတာဘာဖြစ်သွားတာပြောင်းလဲသွားတာအဲ့ဒါကိုကျွန်တော်တို့ဒီ the blend of my life တဲ့ဒါဆိုရင်ဘဝရဲ့ဘာလဲအချိုးအကွေကိုအင်္ဂလိပ်လို turning point ဒါမှနော်ဘဝအချိုးကွေကိုဘယ်လိုခေါ်လဲ the turning point in my life အဲ့တော့ဘဝအချိုးကွေဆိုတာဥမာအဖြစ်ဒီနိုင်ငံကနေနေရနေပုံမှန်နေရနဲ့မတူတော့ဘူးနိုင်ငံခြားသွားတော့မယ်ဒါဆိုလို့ရှိရင်လည်းဘဝဒီဘာဖြစ်သွားပြီလဲအချိုးကွေဖြစ်သွားပြီเนาะဒါမျိုးကိုပြောတာเนาะစနတန်းရှိတဲ့ grade 12ရှိတဲ့ grade 12အောင်သွားပြီဒါဆိုရင်ဘဝအချိုးကွေကြာသွားပြီဒါဆိုလည်းဘဝအချိုးကွေသူများနဲ့မတူတော့เนาะအဲ့လိုမျိုးအခြေအနေเนาะနောက်တစ်ခုဘဝရဲ့အနေဆုံးချိန်ဆိုတာကောင်းတဲ့ချိန်လားဆိုးတဲ့ချိန်လားဆိုးတဲ့ချိန်ဒါဆိုရင်ဘယ်လိုခေါ်မလဲနေနာကိုဘယ်လိုခေါ်လဲ lowest ဟုတ်ဆုံးဒီဂရီ3သုံးပါမယ်เนาะ the lowest point in my life the lowest point in my life ကျမတို့ရဲ့ဘဝရဲ့အနေဆုံးအချိန်ဆိုတော့အခုဆယ်လီတွေဖြစ်လာတယ်ဆယ်လီတွေဖြစ်လာပြီးတော့သူများတွေပြောခံရတယ်ဆိုလို့ရှိရင်ဘဝရဲ့အနေဆုံးအချိန်တွေရောက်သွားအောင်เนาะကျမတို့ social media ကနေ attack လုပ်တာဒီတအားများတယ်เนาะဒါကြောင့်မို့ကိုဒီsocial media နဲ့တဆင်ကောင်းတာပဲလုပ်တာကိုဆင်မဖြစ်စေချင်တယ်เนาะမဟုတ်တာတွေကိုဆင်မတို့ကအမြဲတမ်းခွဲပြီးတော့လေ့လာရမှာပေါ့เนาะကိုဒီကောင်းတာပဲလုပ်ရမယ်မကောင်းတာဆိုရင်မလုပ်ရဘူးเนาะကြားလားဟုတ်လားနှမို့ဆိုလို့ရှိရင်ဘဝရဲ့အဆိုးဆုံးချိန်တွေရောက်သွားမယ်မဟုတ်ကတွေဖြစ်သွားမယ်เนาะနောက်တစ်ခုကံကောင်းတဲ့ချိန် my lucky break လို့တော့မယ်เนาะ my lucky break wine လေးထည့်လိုက်เนาะအဲ့တော့ငါသူမကိုပထမဆုံးတွေးခဲ့တဲ့အချိန်ဘယ်တော့မှမမေ့ဘူးဟုတ်လားဟုတ်လားဟုတ်တယ်ဟုတ်လားမဟုတ်ပါဘူးလားဟုတ်လားမသိဘူးဟာသူမကိုပထမဆုံးတွေ့ခဲ့ရကိုဘယ်တော့မှမမေ့ဘူးအဲ့ဒါလေးရင်စဉ်းစားမယ်เนาะအဲ့တော့ငါသူမကိုအဲ့တော့ငါဆိုတော့ subject ဒီဘယ်သူI ခြာရေးလိုက်ပြီးတာနဲ့စာကြောင်းတစ်ကြောင်းဆုံးရင်နောက်ဆုံးကိုသွား subject ပြီးတာနဲ့ဘယ်ကိုသွားရမှာလဲ verb မမေ့ဘူးဆိုတော့ဆရာမတို့ဒီသူ့ကိုအနာဂတ်ကာလကိုပြောမယ်အနာဂတ်ကာလဆိုရင်ဘာလဲ well ဘယ်တော့မှဆိုတော့ဘာလေးလဲမှာထဲ never မေ့တာဆိုတော့ forget ဘာကိုလဲ yeah အဲ့ဒါကိုဆရာမတို့ဒီ the dayဟုတ်ပြီနော်အဲ့ဒီရက်ဒီဘလို့ရက်လဲဆိုတာကိုကျွန်တော်တို့ဘာလဲဆိုတာနောက်ကနေပြီးတော့သူမကိုငါပထမအဆုံးတွေ့တဲ့နေ့ဆိုတော့ the day သူ့ကို clause ပုံစံလေးမျိုးနဲ့ရေးမယ် I ပထမဦးဆုံး first တွေ့ခဲ့တာဆိုတော့ met her ဒါကို clause ပုံစံနဲ့ရေးလိုက်တာနော် I will never forget the day I first met her အဲ့ဒါကကျွန်တော်ဘဝရဲ့အကောင်းဆုံးနေ့ဖြစ်ခဲ့တယ်မင်းသမီးလေးတွေ့လိုက်ရသလိုပဲပေါ့ဟုတ်လားဟုတ်လားကျွန်တော်ဘဝရဲ့အကောင်းဆုံးနေ့ဆိုတော့ဗာလဲအဲ့ဒါဖြစ်ခဲ့တယ်ဆိုတော့ပြီးခဲ့ပြီအတိတ်ကာလဆိုတော့ဗာလဲ it was အကောင်းဆုံးနေ့တစ်နေ့ဖြစ်ခဲ့တယ်ဘယ်လိုရေး the best day of my life yes it was the best day of my life အဲ့တော့မှစာကြောင်းပေါင်းသုံးလိုက်တော့မှစကားလုံးလေးလှလိုက်တာဆိုဖြစ်သွားမှာเนาะအဲ့လိုလေးသုံးတက်အောင်ရေးရမယ်เนาะ now number 2 ဖတ် Oxford ကျောင်းမှာ scholarship ကန်လန်းရတာ
ကငါဘဝရဲ့ကံကောင်းတဲ့အချိန်ဖြစ်ခဲ့တယ်စာကြောင်းကလည်းနည်းနည်းရှည်သွားပြီတွေ့လားဟုတ်လားအဲ့တော့အဲ့ဒါကိုကျွန်တော်တို့ဘာနဲ့သုံးမလဲဆိုလို့ရှိရင်ကမ်းလန်းခြင်းခံရတာကိုသုံးတယ်အဲ့တော့ကမ်းလန်းခြင်းခံရတာကိုကျွန်တော်တို့ gerund အနေနဲ့သုံးတယ်ရှေ့ဆုံးမှာ ing သုံးပြီးတော့အနောက်မှာ verb 3နဲ့ထည့်သုံးတယ်ကမ်းလန်းတာကိုကျွန်တော်တို့ဒီ offer လို့သုံးတယ်အဲ့တော့ကမ်းလန်းခြင်းခံရတာဆိုတော့ရှေ့ဆုံးမှာဘာနဲ့စမလဲဆိုရင် being နဲ့စ being ဘာနဲ့စမလဲ being အနောက်မှာ verb 3ဆိုတော့ဘာဖြစ်မလဲ O F F E R E D offered သုံးမြင်တယ်နော်ဒေချာလေးမှတ်မယ်နော် being offered ဘယ်ကနေကမ်းလန်းတာလဲမှာဆိုတော့ from ကျောင်းနာမည်ထက် Oxford ကျောင်းဆိုတာကျွန်တော်တို့ university မလား Oxford school လို့မရှိဘူးเนาะ Oxford University UNIVERSITY အဲ့တော့ being offered from Oxford University was အဲ့တော့မှငါရဲ့ကံကောင်းတဲ့အချိန်ဖြစ်ခဲ့တယ်ဒီမှာပါလေmy lucky break ကျွန်မဒီမှာမဆန်တော့လေဒီပေါ်လေးရေးလိုက်မယ်နော်ဟုတ်လားအဲ့တော့ being offered from Oxford University was my lucky break တွေ့လားစာကြောင်းလေးကလှတယ်သုံးထားတာလေเนาะအဲ့ဒါလေးသေချာကြည့်မယ်ဒါဒီဘဝရဲ့အကောင်းဆုံးအချိန်ဘဝရဲ့အကောင်းဆုံးအတွေ့အကြုံတွေဖြစ်လို့ဒီစကားလုံးလေးကိုပြန်သုံးပြီးတော့ Small Scholarship ရှောက်တာပဲဖြစ်ဖြစ်တို့မဟုတ်ကိုယ့်ရဲ့ essay letter မှာပြန်ရေးတာပဲဖြစ်ဖြစ်အများကြီးသုံးဝင်မယ်เนาะ